မင်္ဂလာပါရှင်ဒီနေ့ကတော့တဘာဝပေးတဲ့လက်ဆောင်နံပါတ်4ခုမြောက်ခရမ်းကစော့သီးလေးအကြောင်းကိုပြောပြပေးပါမယ်ခရမ်းကစော့သီးဆိုတာတော့လူတိုင်းသိကြတယ်လေအစိမ်းရောင်လေးပေါက်ဖောက်နဲ့စားလို့ကောင်းတယ်သူ့မှာလည်းအခါရတာလေးနည်းနည်းလေးပါတယ်အိမ်ဒီမှာလည်းစားရတာလွယ်တယ်အလွယ်ပဲအညံလည်းရှင်တယ်တကယ်တော့လေတဘာဝပေးတဲ့လက်ဆောင်တွေရတယ်အကုန်လုံးစင်လူရိုးမားတွေပဲအများကြီးစားတင်တာနဲ့မစားတင်တာနဲ့အဲ့ဒါတွေပဲကွာတာလीသူကလည်းဘာလဲဆိုတော့ခရမ်းကစော့တီးကအခိုက်အခဲကိုတက်တာစီတယ်ရောင်ရမ်းမှုကိုလည်းတက်တာစီတယ်နော်ပြီးတော့နောက်တစ်ခုကကြတော့သူကကင်ဆာယောဂါကိုကာကွယ်ပေးတယ်ဖြစ်နေပျောက်တယ်ဆိုပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်သူကမဖြစ်အောင်ဒါစီကာကွယ်ပေးတယ်ပြီးတော့ဒီရောင်ရမ်းမှုကိုတက်တာစီတယ်လေချောင်းနာတာတို့ပါးစပ်ထဲမှာအနာကလေးဖြစ်တာတို့ပေါ့နော်အဲ့ခရမ်းကစော့တီးကိုစားပြီးလို့ရှိရင်ဒီနာကျင်တာတွေတက်တာနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့အဖျားကျစေနိုင်တယ်ဖျားလို့ရှိရင်ဒီခရမ်းကစော့တီးပြုတ်ရည်ကိုတောက်လို့ရတယ်လို့သူကပြောထားတယ်သူကကိုယ်ခံအားစနစ်ကိုကောင်းမွန်တဲ့အတွက်ဘက်တီးရီးယားတွေကိုကာကွယ်ပေးတယ်နော်ပြီးတော့ဗိုက်တာမင် C သူ့မှာအများကြီးပါတဲ့အတွက်ဗိုက်တာမင် C ကိုကျွယ်ဝတယ်အဲ့ဒါခရမ်းကစော့တီးကိုစားလို့ရှိရင်နောက်ခုကကြတော့သူကဓာတ်တိုးဆန့်ကျင်တဲ့အာနိသင်တွေပါတဲ့အတွက်တဲ့သူကအသားအရည်ကိုလည်းကျန်းမာစေတယ်ပေါ့နော်သူပြောပြီးတော့တန်ကြတယ်အဓိကတော့တန်ကြတယ်ခရမ်းကစော့တီးကသူကတဘာဝတန်ကြစီပဲလို့ပြောထားတယ်တန်ထမှာစိုးတာတို့တန်ကြစီမတောက်ချင်ဘူးဆိုရင်ခရမ်းကစော့တီးကိုစားပေးလို့ရတယ်ပေါ့နော်ပြီးတော့အမြင်အာရုံကောင်းစေတယ်ခရမ်းကစော့တီးကအရန်ကောင်းပါတယ်တစ်ဖောက်ဖောက်နဲ့စားပြီးတော့သူကငပိရည်လေးနဲ့တို့စားပြီးတော့တုတ်စားလို့လည်းရတယ်နော်ဟင်းချက်စားလို့ရတယ်ငါးဟင်းတွေပါဒီထဲမှာလည်းခရမ်းကစော့တီးကိုခတ်ပြီးတော့စားလို့ရတယ်ပေါ့နော်ခရမ်းကစော့တီးကကြတော့သူအလွယ်လေးဝယ်လို့ရတယ်ဈေးတော့ကြီးတယ်ဟိုတနေ့ကဝယ်တာဆိုရင်တစ်စီးကို900ပေးရတယ်ခရမ်းကစော့တီးကလေဒီတိုင်းလေးဘလူးပဲဖြစ်မကြိုက်တဲ့သူဆိုရင်တော့မကြိုက်ဘူးပေါ့နော်ကြိုက်တဲ့သူဆိုရင်တော့အရန်ကောင်းတယ်ခရမ်းကစော့တီးစားရတာလေပြီးတော့တနေ့ကိုသူက10လုံးလောက်ပုံမှန်စားပေးခြင်းအားဖြင့်လေခန္ဓာကိုယ်မှာရှိတဲ့ကုခံအားစနစ်တွေကိုမြင့်တင်ပေးနိုင်တယ်ပေါ့နော်သူကအဲ့လိုမျိုးပြောတာပြီးတော့ကြောက်ကက်နဲ့အသေးကိုလည်းအားကောင်းတယ်တဲ့အစာအိမ်အနာမဖြစ်အောင်လည်းကာကွယ်ပေးတယ်ပေါ့နော်နေတိုင်းဝါးစားပေးမယ်ဆိုရင်စီးကြိုကြတယ်ပြီးတော့သွေးတိုးနဲ့သွေးတွင်းကပုံမှန်မဟုတ်တဲ့အစီတွေကိုချပေးတယ်ဘယ်အရာမဆိုတော့ချက်ချင်းတောက်ချက်ချင်းပြောက်မှာတော့မဟုတ်ဘူးပေါ့နော်အစိတ်ပဲချက်ချင်းတောက်တာနဲ့ချက်ချင်းလဲသွားမှာဒီတဘာဝပေးတဲ့လက်ဆောင်တွေကြတော့ကိုကတဖြည်းဖြည်းနဲ့စားယူရတာစားနေရင်လည်းအစိတ်မဖြစ်အောင်စားပေးရတဲ့သဘောပါပဲလွယ်ဝယ်ရတာလည်းလွယ်တယ်မဖြစ်မနေလည်းအစားတောက်ထဲမှာထည့်စားလို့ရတဲ့အရာတွေပေါ့နော်အဲ့သဘောမျိုးပေါ့အဓိကကတော့ဝင်းမှန်ပြီးဝင်းကိုလည်းပျော့စေတယ်တဲ့နော်ရေနွေးထဲကိုလည်းထည့်ပြီးတော့တောက်လို့ရတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ဘုသူတ္တလေးရမယ်လို့ညွှန်လင့်ပါတယ်